ချုပ်နေပြီအတွက်ဆိုင်ငယ်နေရာခြားရေးကားနေရာခြားရေးဆရာတော်များရှင်ပြများနေအကျိုးတော်ဝင်များတွဲဖက်ပြီးတော့နေရာခြားပေးတာဖြစ်ပါတယ်ဆိုင်ငယ်မောင်းရဲ့ပုဂ္ဂိုလ်များကလည်းဒီကြီးသိဘောကထိတ်သိမ်းမောင်းမှာလူတွေလူတွေများနေလို့ပါတို့ရပါတဲ့တော်ဒီလေးပါရင်သာတော့ကြောက်နေပါဒီတော်ကြောင့်သာတော့ရောက်ရှိတာပါ